Chelsea တင်းကတော့နီးပြတဲ့နဲ့တူပရီးမီးယားလိနောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကိုရပ်တန့်ပြီးတော့နိုင်ပွဲပြန်လဲရှာဖွေရတော့မှလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ခုပြောပြသွားမှာတော့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်22ရဲ့စနေနေ့ညမှာရှင်ပြန်ကစားမယ်ပွဲစဉ်တွေကိုအနေငယ်ပြောပြပြီးတော့ကိုရလက်ခံမှန်းပြီးတော့မှလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ပြရတဲ့ Chelsea တင်းနဲ့ Brentford တင်းတို့ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်။ Chelsea တင်းကတော့နောက်ဆုံးကစားခဲ့တဲ့EFL က semi-final ပွဲစဉ်မှာတော့အတီတာရဲ့ Arsenal တင်းကို 2-3 ဆိုတဲ့ရလဒ်နဲ့အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ Chelsea နီးပြတဲ့အနေနဲ့ဒီပွဲစဉ်မှာတော့အသင်းရဲ့အကောင်းဆုံးဆိုတဲ့ကစားသမားတွေဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့တယ်လို့ကျန်ရှိနေတဲ့ကစားသမားတွေကိုအကောင်းဆုံးပွဲထွက်လာပြီးတော့ရှုံးပေးခဲ့ရတာဖြစ်လို့ကျွန်တော်တို့ Chelsea ဖန်အနေနဲ့တော့သူ့ကိုဒေါ်ရာဖက်ဆရာအကြောင်းရင်းတော့မရှိသေးပါဘူး။ဟုတ်ကဲ့သူ့အနေနဲ့အခုပွဲစဉ်မှာတော့ပရီးမီးယားလိမှာနောက်ဆုံး9ပွဲဆက်နိုင်ပွဲပြောင်းနေမှုကိုရပ်တန့်ပြီးတော့နိုင်ပွဲပြန်လည်ရယူပေးနိုင်မယ်ဆိုရင်တော့သူ့ကိုကျွန်တော်တို့ရဲ့ပြည်သက်တွေကယုံကြည်မှုပိုပြီးမြင့်တက်လာမှာလည်းဖြစ်ပါတယ်။ဖက်က Brentford တင်းအနေနဲ့ကတော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ9ပွဲဆက်မရှုံးထားတဲ့အပြင် FA Cup မှာပါနိုင်ပွဲနဲ့အတူနောက်ဆင့်တက်ထားတာဖြစ်လို့ဒီပွဲစဉ်ကတော့ Chelsea တင်းရဲ့အိမ်ပွဲမှာအမှန်တကယ်ကြီးကောင်းမှလည်းဖြစ်ပါတယ်။ဒီနေ့တင်းရဲ့ပထမကြောက်တွေ့ဆုံမှုမှာတော့ Brentford ရဲ့အိမ်ပွဲမှာတစ်ဖက်2ဂိုးစီနဲ့တေးရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။အခုတခါ Chelsea တင်းရဲ့အိမ်ပွဲမှာတော့ကျွန်တော်တို့ Chelsea တင်းနေနဲ့လုံးဝအမှားမခံဘဲနဲ့နိုင်ပွဲရယူရမှာဖြစ်လို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာ Chelsea တင်းကပဲ2-1လောက်နဲ့နိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်ပွဲစဉ်တွေကတော့ United တင်းနဲ့ Fulham တင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။ United တင်းရဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့ Premier League ပြိုင်ပွဲတွေမှာနိုင်ပွဲရယူထားခြင်းမရှိသေးပါဘူး။ဖက်က Fulham တင်းကတော့နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်ရလဒ်တွေကိုကြည့်မယ်ဆိုရင်တော့မဆိုးလောက်ဘူးလို့ပြောလို့ရပါမယ်လေ။အခုတို့သွားရှင်ပြိုင်ရမှာက Leeds United ရဲ့အိမ်ပွဲဖြစ်တာကြောင့် Leeds United တင်းနေနဲ့ကလည်းသူတို့ရဲ့အိမ်ပွဲမှာမညံ့ညောင်းကိုပြသလေးရှိတဲ့အတွက်ကြောင့်လို့ဒီပွဲစဉ်မှာတော့တစ်ဖက်တစ်ခုစီနဲ့တေးရလက်လောက်ထောက်ပေါ်သွားမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့နောက်တစ်ပွဲကတော့ Liverpool တင်းနဲ့ Burnley တင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ Liverpool တင်းရဆိုရင်တော့ချန်ပီယံလိဝင်ပွဲအဆင့်၄တနေရာမှာရောက်ရှိနေပြီးအောက်ကတင်းနေနဲ့အမှတ်ဖြတ်နိုင်မှုတွေသူတို့ရဲ့အိမ်ပွဲမှာဘန်လီတင်းကို2-0ဆိုတဲ့ရလက်လောက်နဲ့အနိုင်ယူသွားနိုင်ပါတယ်။ဟုတ်ကဲ့နောက်တစ်ပွဲကတော့ဆန်နာလန်တင်းနဲ့ခရစ်စတယ်ပဲလစ်တင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီနှစ်တင်းကတော့ရာသီစမှာတော်လေးကိုရှေ့ဆွမ်းကောင်းနေပြသခဲ့ပေမဲ့လည်းအခုချိန်မှာတော့သူတို့အနေနဲ့ကစားအားတွေကျပြီးတော့ရလက်တွေစိုးဝါးနေတာလည်းဖြစ်ပါတယ်။ဒီထဲမှာခရစ်စတယ်ပဲလစ်တင်းကတော်လေးကိုရှင်းနေဆိုတဲ့အပြင်အခုတော့ရောက်ချင်ကြရမှာကဆန်နာလန်တင်းရဲ့အိမ်ပွဲမှာဖြစ်တာကြောင့်ဆန်နာလန်တင်းကပဲ1-0လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့နောက်ဆုံးပွဲကတော့စပါးတင်းနဲ့ West Ham တင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။စပါးတင်းကဆိုရင်လည်းပရီးမီးယားလိနောက်ဆုံးကစားခဲ့တဲ့ပွဲမှာနိုင်ပွဲရဲ့ထိုင်းနိုင်ခြင်းမရှိတာကြောင့်ဒီဒီချိန်မှာတော့သူတို့အနေနဲ့အိမ်ပွဲမှာအခွင့်အရေးကိုအမိရရယူလိမ့်မယ်လို့ထင်ပါတယ်။နောက်အနေနဲ့ကတော့စပါးတင်းကWest Ham တင်းကို2-0လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။